အစင်ပြေကျွန်တော်တသိန်းလောက်ချီးသားမှာမဟဲ့ဟာ သိန်းတော်ကိုရှင်ပြိုင်နေတာနဲ့ထူးဆန်းတာလုံးမယ်ဆိုပြီးတက်လာတာမင်းတီးရောတီးတယ်လို့လားဟဲ့ကောင်လူထင်ကြီးကိုတက်တက်နေတော့မလာနဲ့ဒါကြီးဟာငါတယောက်တည်းဆိုရင်မင်းတို့အဲ့လောက်ယူငါမရှင်ရဲဘူးဟမ်ဟိုမှာကြည့်ဒွန်ထဲမှာထိုင်နေမိုင်းလို့အမ तू ကလည်းသူ့အဖွဲနဲ့ तू ပေါ့အေးမိုင်းလို့အတန်လေးတွေပြလို့တီးသားမှာမင်းတို့နှစ်ယောက်ရဲ့အရင်ညှိလိုက်ကြအောင်နော်ငါတို့ရှင်မို့နေနေတတ်တာမင်းတို့ချင်းညှိလိုက်အောင်ရတယ်ဒီမှာဟာခုတည်းဒီရတယ်ရှိသေးတယ်ရတာပေါ့နားထောင်ကြည့်လိုက်ငါဘာတီးနေကိုဘာဒီမှန်းတော့မသိဘူးဆိုတော့သွားပြီဘာတီးလို့ဒီနေမှလည်းမသိနားတော့မကောင်းတာတော့သိတယ်ကွာနော်လာဒီကလာညဒိုတေးပါဒိုရေဘာတွေလုံးမတော့တယောက်တည်းတော့တိုင်ပတ်နေတာပြီးလားငါဆိုးလို့ရပြီလားဒီမှာဟိုတော့ကအဲဒိုးတွေလာတွေကကြီးချင်ရတာမကောင်းဘူးအဲငါလာဖာချတာဟိုဖာချလို့ပြောဖာချပါဆိုကြီးတယ်ဘယ်ဖာသွားချခိုင်းနေတာကြီးလုံးနဲ့ရတယ်ဒိုးရင်းပြီးဖာဆိုရတဲ့ဖာချခိုင်းသူချနေတာဖာတန်တင်ချနေတာအဲ့ဖာချနာလားတော့နားထောင်လို့ဆိုတယ်ကွာဟဲ့ကောင်ကင်းညင်လို့ရပြီလားပြောရပြီဒိုးရင်းပြီးဖာဆိုလာနေတော့ကင်းညင်နေရောက်နိုင်ငံသားသရှင်းဆိုဦးတော့ဟာကြီးကျဲထားဗျာကြီးရင်ကျဲမှာငရင်ကျင်းမှာပဲဒါကြီးလားပြောနေတယ်မိုင်းလို့နဲ့ငါနဲ့နှစ်တန်းနိုင်ငံသားသရှင်းဟုတ်ပြီဒီစားသားကွာding blong ding dang ding blong ding dang ding blong bơi people đi dong ngang ding blong ding dang ding blong bơi lem blong bơi đi con ye blo ba đi lu mani ba dam so mani budi ding blong ding dang ding blong bơi ding blong bơi 우리 아직 안 깨면 뭘? 이건 예글로 빠pan đi lu mani manam samari budi sapa pra sibuto sigende sapa pati du yeah wowဒီတန်ချဖို့ကြီးတော်ကိုစောင့်ယူလိုက်ရတယ်နော်ဟိုပရိသတ်ခဏတို့ဟိုတကယ်ဒီဘက်တော့နားဟောနားနေတယ်ကျွန်တော်ကတော့ဘာစီဆိုးသွားမှကိုမသိဘူးနိုင်ငံခြားသချင်းဗါတဲ့ဇမရီဘူရီစပပရတလောက်စိုးနေတဲ့စာသားကြအကုန်မမှတ်မိဘူးဒီသတ်တာမှရဟိုမင်းဆိုတော့မင်းသိတယ်လေကွာကျုပ်ကအဲ့ဒါမကြိုက်ဘူးကျုပ်ကဟိုနေရာလေးကြိုက်တယ်အဲ့လိုတွေလှုပ်နေတဲ့သွားအရှိခေါ်တဲ့ခေါ်ရတာမနဲ့ကျင်ထားတာဒီမှာမင်းတို့ငါတို့ဆိုတော့မင်းတို့နားမလဲဘူးမလားနားမလဲကိုမလဲတာကွာမင်းလဲလိုက်မလို့ငါတို့ဆိုလိုက်တာနည်းနည်းဟိုင်း
high quality ဖြစ်သွား အာမ နည်းနည်း high quality ဖြစ်သွား ကဲ high quality ဆိုနည်းနည်းနဲ့ချလိုက်စမ်းကွာကဲ တန်ဖိုးနည်းနည်းချလိုက် အမ် တယောက်တည်းမရ ဘသူတွေပါသေးတယ် ဂရုရှိတယ်ပေါ်လေ အာမ ငါဂရုတွေကကောင်းနေခေါ်လိုက် ရော အဲ မင်းတို့ခေါ်လို့အတန်နဲ့အကြတို့ကလာတာကွာ အဲ လူလက်တော့မှမြင်ရပါဘူး ဟာကြညာရေးမောက်ချုပ်မျက်မှန်မိတ်တာဟာမြင်ရမလားတော့ အဲ့ဒါ နေရော၃ယောက်တည်းဆိုတာတို့ကမပြည့်စုံဘူး ချမ်း တို့ကလည်းဟိုအဖိုးမင်းသားတွေလိုပဲ ဘယ်လို့တော့ ၄ယောက်ပေါင်းမှတဘောဝဆိုတော့ အာ အိုက်ပါလာခဲ့ပုံငါမိုက်တော့ ဖဖဖဖဖဖ လှုပ်ပေးရမှာပဲမင်းအိုက်မိုက်ကတသိန်းခွဲပေးရ အဲ မင်းနှစ်ဖူးကမင်းအဖေနဲ့မင်းကလက်ကားရထားတဲ့နှစ်ဖူးကြီး ငါဖေတူကောင်မှနားကြည့်ပဲရ ရသူတို့ကနည်းနည်းအင်္ဂလိပ်သချင်းကနည်းနည်း high quality ဖြစ်တယ်တဲ့ yes ရက်ချင်မှုသွေး ဖောက်ကန်တာလေ အဲ့တော့တန်ဖိုးနည်းနည်းနှိပ်ပြီးတော့မြန်မာသချင်းတွေကဆိုပြတယ် မြန်မာသချင်း မြန်မာသချင်းတွေက မြန်မာတချင်းနေရတယ်ပြိတ္တ ငါအင်ထိုလေးနည်းနည်းတောလိုက်မှာကွာ လို့စား မင်းတို့ငါတောတဲ့အင်ထိုထဲမှာမင်းတို့ဝန်းစု တော့ရတယ်အေးယိုခေါ်ဝိကလာဝါမိုဒရာမာမိုင်လိုပြပါတယ်အေးမတင်တတ်တာဒုံတဲ့ခါလက်ပြောရင်ဆိုင်နဲ့ပြောမယ်မြင်မကောင်းတာရှင်နေစရာစုံလုံးတာကန်းရင်တော့တယ်ဒီပုံးနဲ့ဒီပန်းနဲ့ဟုတ်ချီကိုလက်ကုန်ပြီးတယ်ဒီရန်နဲ့ဒီစမ်းနဲ့တင်တတ်တော့ဆက်ခံရမယ်ဝိုးကိုယောကာယာဝိုး They were talking, so we got there. You're a young king, got so funky. Oh, get it, come on, let's keep it on your ear. Oh, the Oma, and the pony, that's not that now. Oh, my lemba, you're a dog, I'm made of a somnia. What's that way? Call it, baby. Not down there, baby. Yeah. Not on me, your way. Don't live your. I don't need nobody. Yeah. Not on me, your way. Don't live your. I don't need nobody. Come on. မမကြီးမရင်းကျင်တာလား ဟုတ်ပါပါစတိက ဘေးကလာဝါမို့ဟဲ့ဝါမောငါတို့ပြပါလေ Break it up, kid. Sweet coffee. You're a young king, got sweat boxy. Oh, beauty, come on, let's keep it on your ear. Oh, the Oma, and the pony, that's on that now. Oh, my lemba, so you don't got me, that was on ya. What's that way? Oh, yeah, Jamie. Baby, not on me, your way. Don't live your. I don't need nobody. Not on me, your way. Don't live your. I don't need nobody. If you live your way. I don't need nobody. If you live your way. I don't need nobody. ဘောကြရင်လက်ကုပ်တန်ချခြင်းနဲ့လက်ကုပ်မတည့်ရလူငါဖူးသားရှင်မယ် ဟိုနေ့ကမကြီးကြီးမတိတာမြင်ပြီးတော့ကြောက်ပြောနေတာဒီက ဟောကလေးကွကွချစ်လို့စားနော် ဒီမှာမင်းတို့စိုင်းတန်ခုကဇက်ကားထဲမှာဆိုတော့ဘယ်ဇက်ကားထဲမှာမှကိုမသုံးတော့ရှင်းလား ငါဟဲ့ရ ဟမ် မင်းတရားလွန်မလာ မ နဲ့ ပြောတယ်လေမှန်တာပြောတာလေဒီမှာ ပြိတ္တခုခေတ်ထဲမှာဘယ်ဇက်ကားထဲမှာမသုံးဘူးတဲ့မသုံးနိုင်ဘူးမခံတတ်တတ်ဘူးဆိုရင်ပိုးမှန်မယ် မလို့လို့မ အားလုံးသိတယ်မလားဟေဝင်စုံမြိုင်တောကနိုင်စမ်းကျဲမမောနိုင်လမ်းနေရုပ်ရှင်ဇောက်ပေါ်တင်မြမဆိုင်နဲ့ပံ့ပိုးသွားတာအကယ်ဒမီစုတွေလည်းအများကြီးရယနေ့အချိန်ထိမယိုးနိုင်ဘူးမင်းအရာတော့ထည့်ပြော ပြန်ခဲ့ပြီအဲ့ခေတ်တော့သုံးတယ်ခုခေတ်ထဲမှာဘယ်တော့မှမသုံးတော့ မင်းတို့ဘာလို့ နော်ဘာလို့မသုံးတာတော့နဲ့ဒီမှာမလို့လို့မသုံးတာကွာရှင်းလား ပြောလိုက်ကွာ မလို့လို့မသုံးတာအဲ့တော့မင်းတို့ဂီတမြမဂီတမလို့ချောင်းတို့ဂီတနဲ့တင်ပါဖတ်ပြည့်စုံနေကြောင်းတတ်သိပြ အဲ ဟဲ့လို့မင်းနဲ့ငါနေဇက်ဖို့တေးဂီတ ဟုတ်ကဲ့ အဲ့ဒါ ခင်ဗျာ ပေါ်လေး ခင်ဗျာ မင်းတို့နှစ်ယောက်ကဇက်လန်းထဲမှာမင်းသား အပြင်မှာမဟုတ်ဘူးလား မဟုတ်မင်းတို့ဇက်လန်းထဲမှာပဲမင်းသား အပြင်မှာမရောက် မရဘူးမင်းတို့က
ဇလန်နဲ့မှမင်းလား ဟုတ်ပြီ မင်းတို့ရက်ရမယ်ဇလန် အဲ ကောင်မလေးတယောက်ကိုမင်းတို့နှစ်ယောက်ကဝိုင်းလူတဲ့ဇောက်ဝန်ခန်း ရီးစားလူရမှာ ဟုတ်တယ် ဟုတ်ကဲ့ရတယ် ငါတို့ကပံ့ပိုးပေးမယ် ဟုတ်ပြီဗျာ မင်းတို့ကရီးသားလူ ဟုတ်ပြီ ငါတို့ကပံ့ပိုး လောက်စား စမယ်နော် ဟုတ်ကဲ့ ဟေးမင်းတို့ဂီတတွေမလို့ဘူးဆိုတာကိုလက်တွေပြလိုက်မယ် အဲ 5 4 3 2 1 action အော်မင်းကို မင်းကိုလုံမနေနဲ့ ဘာဖြစ်လဲ မင်းကိုလုံမနေနဲ့ ဘာဖြစ်လဲ မင်းကြိုက်နေတဲ့ကောင်မလေးကိုငါရအောင်ယူလိုက်ပြီကွာအချစ်နဲ့စစ်မှာမတရားတာမရှိဘူးကွာ အဲ့တော့ဘာ အ ဖြစ် ချစ်နဲ့စစ်မှာမတရားတာမရှိဘူး ဘာဖြစ်လဲ အဲ့ဒါကြောင့်မင်းကြိုက်နေတဲ့ကောင်မလေးကိုငါရအောင်ယူလိုက်ပြီကွာ ဟဲ့အောင်ရောက်ယူလိုက်ပြီဆိုပြီးမင်းတိတ်တဲ့ဝမ်းသာမနေနဲ့ဟို ဝမ်းသာတယ် ခုလည်းမင်းလိုချင်လွန်းပါတယ်ဆိုလို့မင်းကိုငါကိုယ်တိုင်ပေးစားလိုက်တဲ့ကောင်မလေးက ဘာဖြစ်လဲ အဲ့ဒါအမှန်တကယ်တမ်းတော့ဟဲ့အောင် ပြောစမ်း ဖာတယ်မကြီးกว่าဟဲ့အောင် မင်းငါ့ကိုပေးသလိုက်တာဖာသမားကြီး ဟုတ်တယ်မင်းပေးစားလိုက်တဲ့မင်းမိမဖာတယ်မကြီး ဒါဆိုဟေ့ရ ဘာလို့ မင်းမပြေးနဲ့ဟေ့မပြေးနဲ့ အဲ့လောက်မှဖြစ်နေသနောက်တော့ဝမ်မို့ဟိုမင်းနာမည်ခေါ်ကောင်းလို့ခေါ်တာမို့ငါပြက်ဆက်ကနေတာမဟုတ်ဘူးဝမ်မို့ပြောလေကဲလေမန်းလေပြဲလေမလုံးနဲ့ကွာဟဲ့ကောင်ပြောမရရင်တော့မို့ကြီးတွေငယ်တွေလာမလို့တော့ငါတကယ်ထားရိုက်မှာတော့မင်းအဲ့လောက်ဖြစ်နေတယ် သေးတာတော့မှကိုတီဝိုင်းနဲ့ကိုသေးသွားတာနော် အဲ့လောက်မှတက်နေရတွေ့ပြီနောက်ကဂီတာကြီးတကားကတကြွားကြွားနဲ့လုပ်နေတဲ့ကိုဝမ်းမို့ကျွန်တော်တီးတဲ့အတိုင်းနောက်ကနေလိုက်တီးသားမှာဗျာ ဟာဒီမှာတိုင်းတော့မင်းတီးတဲ့အတိုင်းငါလိုက်မတီးနိုင်ရင်ငါအေးသိန်း120ရန်ဆိုင်ကိန်းမင်းယူလိုက်တော့ နေပေါင်း320နဲ့ဆိုင်ကဘယ်မှာတော့ ချဲပေါင်ရင်ဝဲမှာ မလို့ခြင်းဘူးလက်တွေလက်တွေ ကြိုက်တယ်လို့တီးချစ်အောင်လိုက် ဟောမကြားလိုက်ဘူးထင်တယ် မင်း ငါတီးတဲ့အထိုင်တီးရမှာလို့ အဲ့လိုလေးတီးရမှာဘာခတ်တာမှလို့မကြည့်ဘာခတ်တော့ ဒီကောင်နည်းနည်းများလာပြီကောင်ရောက်တော့မလို့ပြန်đi ဟာလေဟာလေ တွေ့ဦးမယ် ပိုးတောင်လွဲသွားပြီ ဒါကိုပိုးလွယ်လို့တယ်လို့စမ်းမ ငါ့ကိုခတ်မလားလို့မင်းကခတ်မလားလို့ဒီတာငါကြတာအဲ့ဒါဆိုဒီလိုလေးတီးရတာ ဘယ်လိုလဲ မကြည့် ကျွန်တော်လက်တစ်ဖက်နဲ့တီးတယ် तू ကပို့ချပြည့်တယ်ဗျ အဲ့ပို့ချတာလေးမရနေပြီပို့ကျိုးခေါ်တယ် အဲ့လောက်ရနေရင်အဲ့လောက်ဆိုသဘောပေါက်ပြီ ဟာလား က
ကဘာဂီနာနဲ့မြန်မာဂီတာနှစ်ခုပေါင်းပြီးတော့ arrangement လုပ်မယ်တို့ခဲလို့ဆိုရင်တော့ရှာတာတဲ့သဘောမျိုးလိုက်နေတယ်မလားပြော ဟာမင်းတို့တီးသမျှနောက်ကပန့်ဖို့ပါမယ်လို့ဆောင်းပါ ရရင်လိုက်ခဲ့ ဟုတ်ကဲ့ပါ အဲ့လောက်မှဟုတ်နေရတွေးပြီလို့စမ်း ကြွားပြီးရုပ်ချင်းစိတ်ကိုမညွန်ညင်စေလို့တို့ဘိုးတို့တို့ဘွားတို့ခေကလေးကတီးရလို့ချိုးဆိုင်နာဘုံတန်ကြရင်ရင်ကုန်မြပြန်တကောမြမလာမန်ကိုကျူးစမ်းကြရပြန်လေးဆိုင်နာချိုး ကဲလောက်ကြည့်စမ်း ခဏလေးငါတစ်ပေါ်သွားလာအောင်မ ရှူရှူပေါ့ရှင်တော့ဘယ်လိုလက်တွေဒီလို့ မင်းမဖြစ်နိုင်တာမလုံးနိုင်တော့မင်းကပရိသတ်ကြီးဝမ်းမောအထင်သေးသွားပြီးတာပဲဆိုတော့အပေါက်တယ်မင်းကလုံးတာ မင်းအရှုံးပေးပြီလားပြော ရတယ်ရဒီမှာမနက်ဖြန်ငါကြမှာမင်းနဲ့ငါနဲ့ရှင်းမယ် ရတယ် မနက်တည်းအမိုက်ကြီး မ ပြန်လာအောင်မမင်းကငါလက်မှန်ချပြီးအရှုံးပေးသွားမယ်အထဲမှာမပါဘူးမင်းနိုင်တဲ့ဘက်ကပြန်လာအောင်မစောင့်ကြည့်လိုက် နိုင်တဲ့ဘက်ကနေပြန်စားမှာ စောင့်ကြည့်လိုက် ရတယ်မမ ရှစ် တချင်းကဘာဆိုလိုက်တာတော့ပြော စိုင်းတန်ချိုပါ ကဲဟုတ်ပြီဒါကြားပြက်ကျွန်တော်မှအစီအစဉ်လေးအများကြီးကြံသေးလို့ပါအစီအစဉ်လေးပြီးတော့ဆိုပါမယ်နော်ဒါကကိုမျိုးကိုတို့မတ်စင်မမလှိုင်းပေါ့အဲဒီမှာထပ်သွားလို့ကိုမျိုးကိုမတ်စင်မလှိုင်းတဲ့ရွှေပန်းသီးမုံနဲ့ကတောင်းဆိုတော်တဲ့ရှင်တကြီးသားဘောစီတို့အလူကြီးပေးလို့ပြောအစင်ပြေနှစ်ပုတ်လုံးတည်ဆိုပေးပါကဲကျွန်တော်မှအစီအစဉ်လေးကြံသေးလို့ဒါပြီးရင်ဆိုပေးပါမယ်ခမရအခုကတော့ gain နောက်ကလူရှင်တော်ကိုဝမ်းမိုးကြီးမတိတက်တဲ့တချင်းစိုင်းတန်ကျုံခတ်တော်လေးပေါ့ဗျာ ဆိုင်းလို့နားထောင်မရစေလို့တချို့ပြိတ္တများလည်းရှိသေးတယ်ဗျကျွန်တော်တို့ခေတ်မှာကဆိုင်းနဲ့တီဝိုင်းနဲ့ရောလာပြီးတော့ဘာတွေဖြစ်လာတော့ဇက်နဲ့အဝေးရကြရင်စတေရှုနဲ့မကွဲချင်တော့လို့ကဲဒါလေးတီးခဏနားထောင်ပေးပါအစီအစဉ်နဲ့ဇက်တိုင်လာမှာဆိုတော့ကဲမမိုက် ရှစ် ဆိုင်းနံချူဒုတိယပိုင်းလေးသွားလိုက်အောင်ဗါတဲ့ ရှေးခါဆိုသုံးနေသုံးမောနိုင်ဝစတင်စေသောနှလုံးကြီးလေးပါပုံမွေးသလိုမွေးလို့ထန္တရာနှုတ်လာလို့ကြည်ရင်စီသော ဟေး ထိုမတပတ်ချေကံတဝင်းကြီးကျေစီလို့ဝလာမမနှုတ်လာလို့ဒီကုန်းနဲ့ပီတီမြရဲ့စကားကိုလက်နဲ့ဆို သုံးနှစ်သုံးဖို့ဒုညီတွေဒုညီမတွေပုံပုံလင်းလင်းပြောတာထန္တရာတီရှင်စီယာတွေကဒါတွေနားတဲ့ရိုက်တော်လာတော့ကုံပြောမယ်နော်ဘိသိက်နဲ့တွေ့မလားမင်းသမီးနဲ့တွေ့မလားဟောဘလူပွဲမျိုးတွေ့မလို့ရှေ့ရဆိုလိုက်တာနဲ့နောက်ကဆိုင်းစီယာတွေနားနဲ့နားထောင်ပြီးတော့လိုက်တီးလို့ရတယ်ကျွန်တော်တို့မြန်မာနှုတ်ကနားပဲကဲဒါပြီးနိုင်ငံခြားနှုတ်ကစာရွက်ကြီးတွေထောင်းနေတယ်အဲ့စာရွက်ပျောက်သွားရင်ကျွန်တော်ကိုယ်တိုင်လည်းတီဝိုင်းတီးခဲ့တာဖြစ်တဲ့အတွက် notes မပါရဲ့ဘာမှလုပ်လို့မရဘူးတဲ့ဒါပေမဲ့ဆိုလိုချင်တာကစော်ကားခြင်းမဟုတ်သူ့အနေနဲ့သူအကုန်ကောင်းပြီးသား
ကျွန်တော်ပြောချင်တာကမြန်မာဆိုင်တွေမြန်မာလူမျိုးတွေအားပေးနေတဲ့ရွေးရတော့ဘယ်လိုမှပျောက်ပြတ်မသွားဘူးရှေးမြန်မာလူမျိုးတွေအတိုင်းယနေ့အချိန်ထိမြန်မာဆိုင်ကမြန်မာဆိုင်လိုပဲကောင်းသေးပါလို့ဟောဒီလိုကျေးဇူးဆက်ချင်တာဒုတိယပိုင်းမမိုင်း ရှင် မြန်မာဆိုညာလို့ရတာလား မရပါဘူး ဘာလို့ညာလို့မရတာလဲမြန်မာဆိုင်ကိုပြိတ္တချစ်သေးတယ်လို့ပြောချင်တာတချို့နယ်တွေမှာဆိုရင်ဟောဒီမန်နေဂျင်မျိုးကို3-4လုံးသားမကအကျဉ်းကြီးဆိုင်ရမစားသေးဘူးမန်နေဂျင်ပြိတ္တကပြည့်နေပြီဘာလို့တော့ရှေးကြခင်ကလေးအတိုင်းထားခဲ့တဲ့အမွေနဲ့ကဘယ်ရစားတိကြည့်သားမနောက်တစ်ချက်ဆိုင်ရမစားသေးဘူးပတ်စာကတ်နေတဲ့ပတ်မကြီးထီးနေရှေ့တုန်းကမြန်မာလူမျိုးဘာလို့မြန်မာဆိုင်ယူသွတ်လဲမင်းရင်ဟဲ့ကောင်မမြန်တို့ဟိုမန်နေတဲ့ဆိုင်ရစတော့မှဖြာဥရအောင်နေရဥရအောင်ကဲပွဲဦးအစဆိုတာဒါကိုပြောတာပါခင်ဗျဒါကြောင့်အပိသက်သွားကြည့်လိုက်မယ်နော်ဘာတဲ့တော့မမိုက် မြန်မာဆိုညာဖို့မလို့မကြိုက်ဘူးပြောလဲကိုတလုံးနာကုန်တဲ့စီရကဆိုင်နာမို့မြန်မာဆိုညာဖို့မလို့မကြိုက်ဘူးပြောလဲကိုတလုံးနာကုန်တဲ့စီရကဆိုင်နာမို့ခင်ခင်မေမေဆိုရတော့ကြွားစရာမပြည့်မလို့ထားစရာဆောင်တင်လို့တင်ချဖို့လို့အမြင်တတ်ဖို့လို့ မြန်မာလာပြတဲ့ဆိုင်ပါသိန်းသွားတာအမုန်းခံအပေမန်းကပြီးမြန်မာအလှပြတာကျွန်တော်တို့ခင်မှာဒါမျိုးသွားလို့ရင်ထမင်းငတ်သွားမယ်တဲ့ဒါကြောင့်ခင်နဲ့ညီအောင်ဘယ်လိုထက်ရှောင်မလို့လက်တွေပြမယ်ခန်းစောလက်တွေပြမလို့ခန်းစောမလီယာကြတော့လေကျွန်တော်နှစ်ဘုတ်သုံးဘုတ်လောက်တီးပြီးသွားတာနဲ့ကျွန်တော်တို့ခန်းစောမနက်ဧကကြတော့လေတီးမှာညပိုင်းတော့မထည့်ပါဘူးဒါအင်တာဗျူးထဲမှာလည်းအားလုံးမြင်ဘူးတွေ့ဘူးတဲ့ကျွန်တော်တူနေကျွန်တော်နှစ်ယောက်ဆိုပြမှာတခြားမဟုတ်ပါဘူးဒုခေကိုပူစုကအင်တာနက် live ပေါ်ကနေပြီးတော့တနိုင်ငံလုံးသိအောင်ဆိုလိုက်တာဓာတ်တာဂီရီအကြောင်းဟောဒီလိုဆိုထားတာလက်တွေပြစိတ်ဝင်စားမှုကြွားသွားပြီနော်မေးရမတီနဲ့အားလုံးပြပွင့်သားမယ်မေးရမလို့ကြောင့်ပြွေးပြွေးကြည့်လိုက်ကွယ်ပင်လည်းကိုပြီးတော့ဟုတ်တော့အောင်ငါရှိုးလိုက်မယ်တောင်းတွေကိုလည်းပိုင်းပိုက်ပြက်အောင်ငါခေါ်လိုက်မယ်မေးရမတီနဲ့အားလုံးပြပွင့်သားမယ်မေးရမလို့ကြောင့်ပြွေးပြွေးကြည့်လိုက်ကွယ်ကျွဲကိုချွတ်တဲ့နေအောင်ဘုံကသွေးချတဲ့ဘုံမဘလူတဲ့ဟေဒေါသအရင်ကြီးတယ်ရာဇဝင်မှာတင်ရှားတဲ့ဒီဓာတ်တွေစိတ်ကင်းတဲ့တသကီဘလူချီတဲ့ရမမေကြောင့်ရဲ့နိုင်လူတွေသာတမိုင်းတဲ့ရာဇဝင်တွေနေကြောင်မြတ်တွေမာရမနေညင်မိုးလေးပဲငါချင်းမရှိဘူးကွယ်နေပါစေရေးမမချီတဲ့တောင်ဆဲလုံးပိုင်စားတဲ့လင်္ကာဒီပါကျွေးရှင်ကြီးရဲ့ရာဇဒံပေးလိုက်တဲ့အမေလာမချီတဲ့အားလုံးပြပမယ်မေရမိုးလုံးပြွေးပြွေးကြည့်လိုက်ကွယ်ပင်လည်းကိုပြီးတော့ဟုတ်တော့အောင်ငါရှိုးလိုက်မယ်တောင်းတွေကိုလည်းပိုင်းပိုက်ပြက်အောင်ငါခေါ်လိုက်မယ်မေးရမတီနဲ့အားလုံးပြပွင့်သားမယ်မေးရမလို့ကြောင့်ပြွေးပြွေးကြည့်လိုက်ကွယ်ကျွဲကိုချွတ်တဲ့နေအောင်ဘုံကသွေးချတဲ့ဘုံမဘလူတဲ့ဟေဒေါသအရင်ကြီးတယ်ဒုက္ခနိုင်လူတွေသာတမရည်တဲ့ညာလွင်တွေတဲ့ကြောင်မြတ်တွေမာရမန်နေညမိုးလေးပဲခါချင်းဒီဘုံွယ်အနေမစီရေးမမချီပဲတောင်ဆဲလုံးပိုင်စားတဲ့လေကာဒီပါကျွန်းရှင်ကြီးရဲ့ရာဇနာပေးလိုက်တဲ့မေရမချီတဲ့အားလုံးပြပနာမေမေရဘောကြောင့် ပြွေးပြွေးကြည့်လိုက်ကွယ်ပင်လည်းကိုပြီးတော့ဟုတ်တော့ငါရှိုးလိုက်မယ်တောင်းတွေကိုလည်းပိုင်းပိုက်ပြက်ငါခေါ်လိုက်မယ်မေရမချီတဲ့အားလုံးပြပနာမယ်မေးရမလို့ကြောင့်ပြွေးပြွေးကြည့်လိုက်ကွယ်ကျွဲကိုချွတ်တဲ့နေအောင်ငါသွေးချတဲ့ဘုံမဘလူတဲ့ဟေဒေါသအရင်ကြီးတယ်သီရတပထမဒုတိယတတိယသဒုတ္တပြေစမသတ္တမတတ္တမအတ္တမနဝမတတ္တမ
ချစ်လို့မိုက် ဒီ တော့ ရပထမဒုတိယတတိယသတုဒ္ဓပစ္စမသရမသရမအရမနဝမတသမစီရမတတချစ်လူမိုက်တကွာ တီတယ် မတီးတယ် မတီတယ် မတီးတယ်အမေရမတီးနဲ့အားလုံးပြသမယ် မိတ်ရမလို့ မင်းပြောကြည့်လိုက်ကွယ်ဖေးလည်းကိုပြီးတော့ဟုတ်တော့ငါရှိုးလိုက်မယ်တောင်းတွေကိုလည်းပိုင်းမပြဲငါခေါ်လိုက်မယ်အမေရမတီးနဲ့အားလုံးပြသမယ်ဖေးရမကောင်းမင်းပြောကြည့်လိုက်ကွယ်ဘယ်ကိုချွတ်တဲ့နေအောင်ငါသွေးထားတယ်ဘုံမဘလူးရဲ့ဒေါသရဲ့ကြည့်နေ လက်တွေ့ပြောပြမယ်ဓာတ်တကီရီအချစ်ရှုံးတာပဲလူတွေသိတာအဲ့ဇတ်တော်ကိုအကုန်မလေးလာကြဘူးတခုပြောချင်တာနော်မဲတီတာကတော်ထဲမှာရွှေသမင်မြင်လို့ရာမမင်းသားလိုက်ဖန်ခိုင်းတာအဲ့ဒါကိုပြောပြမလို့ဓာတ်တကီရီကမဲတီတာလိုချင်တော့ဆွေးမိုင်းနေတော့သူ့နှမဖြစ်တဲ့ဘလူးမာလီကံပီယမောင်တော်မပူနဲ့အကူတော့အတွက်နှမလေးကူညီမယ်ဆိုပြီးတော့ဘလူးမာကရွှေသမင်ဖန်ဆင်းပြီးတော့မဲတီတာရှိရပြေးတာအဲ့ဒါကိုမဲတီတာကရွှေသမင်လှလိုက်တာလိုချင်တယ်ဆိုတော့ပူစားပြီလေမောင်တော်အဲ့ဒီရွှေသမင်လေးလိုချင်တယ်ဆိုတော့အမှန်တကယ်ရာမမင်းသားကဒါဘလူးတွေဖန်ဆင်းထားတာရွှေသမင်အစ်စ်မဟုတ်မှန်သိတယ်ဒါပေမဲ့သူ့ချစ်သူမကြည့်ပြူမှစိုးလို့နောက်ကနေလိုက်သွားတယ်အဲ့ဒီအချိန်မှာပဲဓာတ်တာချင်းအောင်မြင်တာလာပြီးမဲတီတာခိုးဖို့တော်ထဲမှာဘလူးကလာပြီးဒါပေမဲ့ပြောချင်တာနော်ဆွမ်းနာဒွန်ဆက်နေတော့ကျွန်တော်တို့ခေတ်ကဘလူးကဒီလိုလာကြတာပေါ့မဟုတ်ပါဘူးတဲ့မြန်မာလူမျိုးသိရမှာကမြန်မာဇက်တော်ထဲမှာဘလူးလာရင်ဒီအတန်ခမဘလူးကြီးထွက်လာရင်ဒီအတန်ဟိုဘလူးကလည်းတီးတယ်ဟေးအဆိုင်ဘလူးဘလူးမမြင်ဘူးရင်နောက်သွားကြည့်မမိုက် တော်တဲ့ငါတီးနေတာဇက်တော်တီးနေတာလေဟေးဘောဘောဘာလို့ခမရရှိရပြေပြီဟိုကရနောက်ကလိုက် ဒီမှာဇတ်တော်ရဲ့အတိုင်းသမင်လိုက်သမင်ရိုက်လို့ဆိုတဲ့အတိုင်း ဟုတ်တယ် သမင်ကလိုက်ရိုက်နေတော့ရာမလေးကထွက်ပြေးနေရတာဗော ဟုတ်တယ်ဟာတမင်လိုက်တမင်ရိုက်ဆိုတာတမင်ကလိုက်ရိုက်လို့ရာမထွက်ပြေးတာမဟုတ်ဘူးမဲတီတာလိုချင်းတို့ရွှေသမင်ပူသားလို့ရာမမင်းသားလိုက်ရိုက်တာခမရလိုက်ရမှာရွှေသမင်ကပြေးရမှာဘယ်နဲ့ပြောင်းမြန်ကြီးတွေလုံး ထားပါမြောက်ကြိုက်လားရာမမြောက်ကြိုက်3500ပေးထားဒီမှာ ဘာတော့ ကျုပ်ကရာမ ရာမ မင်းရမသူတော့ လေမငါရွှေသမင်လေး ဟာမင်းရွှေသမင်နဲ့မတူ ဘာနဲ့တူလို့ ဘူး တော့ မင်းကြည်နာ ဘာတော့ မင်းလဲကြွက်ကြီးနဲ့တူနေ ရွှေသမင် ရွှေသမင် အင်း ရွှေသမင်ဆိုတော့ကျုံများနဲ့တိုးရမလားနည်းနည်းအကဲဆန်းတော့ စန့်ကြည့်လေးသိ ခမရဘုံကြီးတယ်မင်းမယ်ဗျာ ဂန္နာဦးမဂန္နာရဲ့ဟဲ့ညတိုးအောင်လုပ်တဲ့နီးရှိတယ် ဘယ်လိုလုပ်မှာအိုး မလီဟာ ဒီမှာ ရွှေသမင်မြားဆိုင်တာကြိုက်နေ ဟာဂျုံနဲ့ကလောထုတ်လိုက် ရတယ်လောဇတ်တော်ရဲ့အတိုင်းပြောနေကလေးတွေအိတ်ချင်သွားလိမ့်မယ်အဲ့တော့ဒီကလေးလေးတွေပြုတ်ထွက်သွားအောင်လုပ်အောင်
ကလေးတွေပြူသွား ကလေးလေးတွေပြူသွားလို့ ဘယ်လိုလုပ်မှာတော့ ကလေးလေးတွေပြူထွက်သွား ဘယ်လိုလုပ်မှာ ဟလိုအောက်ကနေစုညက်ပလိုက် မလုံးနဲ့ဒီကိုကမို့တကယ်လုံးမဲ့ကောင်တော့နော် ဝတ်ဆိုတက်သွား ယောက်ျားကတကယ်လောက်တာ ကဲလက်တွေ လက်တွေရိုက်မယ်အဲ့ဒါရာမကသမင်လိုက်တော်မယ်ဆိုတော့စိုင်းတော်မင်္ဂလာတွေကသမင်လိုက်သမင်ရိုက်ဘယ်လိုပန်းဖို့ မြမရည်ချင်းမှုမြမရိုးရမှာတမင်လိုက်တမင်ရိုက်ဟောဒီလိုစ လှုပ်ဆန်း သမင်ဘာမဝနဲ့ မဟုတ်ပါဘူးခင်ဗျဘယ်လိုတော့ပြော သမင်ဘာမဝနဲ့ ဘာဖြစ်လို့တော့ ကျုပ်ဒီဘက်ရိုက်တော့ခမရဟိုဘက်ထွက်ပြေးဟိုဘက်ရိုက်တော့ဒီဘက်ထွက်ပြေးဒီဘက်ပြန်လာမှာပဲအထင်နဲ့ဒီဘက်ကစောင့်ရိုက်တော့ဒီဘက်ကိုမလာဘူးဘာလို့ဒီဘက်မလာတာတော့ အိုက်ဘမလာချင်ဘူးအိုက်ဘမလာချင်ဘူးတမင်ကဒီနာဒီပဲနေတယ်နာအိုက်ဘမလာချင်ဘူးဆိုင်စရာကူပြောပါပမရီကူပြောပါတမင်ကအိုက်ဘသွားရင်ရိုက်ခံရမှာပေါ့အိုက်ဘသွားရင်ရိုက်ခံမှာပါ မင်းအဒီနဲ့လမငါကရိုက်လို့ရမှာပေါ့မင်းအဒီဘက်မလာတော့ငါကဘယ်လိုရိုက်လို့ရမှာတော့ မင်းတို့က rubber တွေဖြစ်ကုန်ပြီဟာဟေးကောင်ဇက်တော်ပြက်တော့မှာပဲ ရတယ်ယာမဘုံကြီးတဲ့မင်းဘုံကြီးတာကွာနတ်ဘလူးဖန်ဆင်းထားတဲ့သမင်လောက်ကတော့တနာတယ် အင်း မိအောင်ရိုက် တကယ်နော် မိအောင်ရိုက်မယ်ရလို့ပါဗော မိအောင်ရိုက်မယ်တဲ့စတိုင်း ဟာဘလို့တွေဖြစ်နေကြတာတော့ကိုရမရှင်းပြအောင် သမင်ကမြဂျက်ကောင်းထိသွားတော့ငိမ့်ကြတယ်အပေါ်များနဲ့မတူအောက်များနဲ့တွေ့တယ်ဇတ်တော်အကြောင်းပြောရမယ်ဆိုနည်းနည်းရှုပ်တယ်တီတာဆိုတဲ့မင်းသမီးကချောလွန်းလာလို့ခွန်ပြည်တော်မင်းနေလူရှင်အောင်ဆိုလက်ကန်းစာတော်လေးနဲ့ကမ်းကြတော့တပီတော်မင်းကဒီမင်းသမီးများပါလို့ဒီလိုလူပါမှာတော့ဆိုပြီးတော့ပုံ ဘလို့ဖြစ်သွား သမင်ကရွန်းတွေ့သွားတယ်ဒီလိုမြောင်နာထိုင်နေဇက်ကြောင်းပြောမလို့ဇက်ကြောင်းအဲ့တော့ပုံတော်လွတ်မလိုက်တော့အဲ့ဒီပုံတော်ဒန်းသာကြီးတွေကတွေ့ပြီးမြင်ချင်းချစ်သွားဇလန်အိမ်မှာစမြင်ချင်း ဟုတ်တော့ ဟိုဘက်သွားလို့တော်ဂရွန်းတွေ့နေလားမသိဘူးအဲ့ရှင်မလေးတော်တင်မနဲ့ပြိုင်တော့ဗျာရန်သက်ရဲ့နောက်မှာယာမနဲ့လက္ခဏာ ဤစိတ်တော့ပြည့်လဲရမှာ တနစ်စာတခါလဲကျွေးလိုက်အဲ့တော့တိတယ်ယာမဒါကျွေးသမင်အစ်စ်မဟုတ် ဟုတ်တယ် နတ်ဘလူးဖန်စီတာတော့သိပါလျက်နဲ့ဘာလို့လိုက်တာတော့ ဘာကြောင့် သူချစ်တဲ့သီတာလေး ဩ စိတ်ဆင်းရဲသွားမှကြောက် ဟုတ်ပြီ အလိုလိုက်တာ ဟုတ်ကဲ့ ယာမအတွက်ကတော့သီတာဘယင်မပဲလေ ဟမ် ညားလာတာလေယာမအတွက်ကတော့သီတာဆိုတဲ့မင်းသမီးလေးကဘယင်မပဲ ဘယင်မ သူပြည့်စင်ခြင်းတဲ့အတိုင်းဖြစ်ကိုပြည့်စရာ ဟုတ်ပြီ ဘယင်မ ရဲရဲနေတဲ့သွေးများဟာပြပွဲ လုံးနာငါတဲ့တချို့ကိုပြလိုက်မယ်ရှူမှုရင်နဲ့ငါစိတ်မတည်တဲ့ငါရဲ့ဆန္ဒပြည့်စုံရမယ့်ဘဝကိုသွားငါပရင်မှာတင်မြတဲ့ခွေရမယ်ပူရီတာတင်မြတဲ့ခွေပညာငါပရင်မှာတင်မြတဲ့ခွေရမယ်ပူရီတာ
ငါဘရင်မာ နေငါဘသူတော့ တီတာလေးကိုကိုရမရဲ့ ကဲဇက်တော်အီမြနဲ့ပြီးပြီ တတ်တာပေါ့မဟုတ်ဘူးလေကိုမပြီးနေဘူးလေကိုရဲ့ မပြီးရှင်ပြီကွာမရတော့ ကိုမပြီးနေဘူးလေကို ညတော့ငါပြီးရှင်နေပြီ မပြီးနေဘူးလေကိုရဲ့ဒီတီတာကိုရမနဲ့တီတာနဲ့တော်ထဲမှာချစ်ရင်လူနှစ်ပါးသွားလေးကောက်မှာကိုရမလည်း အဲ့အမှန်ငါဘာလို့ အမင်းကလေးတွေမူတာလေ နေမူတိုင်းကငါကြိုက်စားမယ်ကြီးထင်းတာငါ မစားပါဘူးကိုရမလည်း ကြိုက်မစားနဲ့တီတာဖေးကြီးတယ်ကြည့်ပါဦး อืม ဖေးကြီးကလည်းဗလီမန်ကြိုက်လာ ਈ လား ကြိုက်တာမဟုတ်ဘူး ဘာလဲတော့ လက်ရောင်လိုက်သွားတာ ကားသမားတွေလက်ချက်လေးဇွတ်ဆိုကိုင်းတာ ဟုတ်ပြီဇက်တော်ရဲ့အတိုင်းဆိုရင်တော့တီတာနဲ့ယာမနဲ့ညာပြီးတော့တောကစားထွက်တော့အဲ့ချိန်မှာတမင်နဲ့တွေ့တယ် ဟုတ် တက်တဲ့ငိမ့်ထိုင်းနေငိမ့်ထိုင်းနေကိုယ့်အလုပ်ကိုလုပ်သူမြတ်လင်မယားကြားတဲ့ဝန်းမရှုံနဲ့အဲ့တော့တီတာနဲ့ယာမနဲ့တောထဲမှာချီလူတဲ့အချိန်မှာလာပြီးရွှေသမင်လေးကနေကဟောနင်လုတ်ပုံနဲ့ငါတို့လင်မယားကွဲတော့မှာ တီတာ ထိုင်းနေကွာကို တိတ်ဆိတ်ဆိုးတာပဲတီတာလုံးမလေးကို မလုံးနဲ့ရနင်နဲ့ငါနဲ့ချီလူမယ်တော်လေချီလူမှာဆိုတော့ရှေးတုန်းကအတိုင်းချီလူမယ် ဟုတ်ကဲ့ နင်ကကောင်းကရမှာလားကွာ ကတ်တာပါတယ်ကိုရမလေး ကတယ်ကတန်တန်လေးနာနိုင်သူပြလေကူပါမယ်ဗျာစူလူငယ်ပဲကူ သွားပြီရှာမတော့ ကို့အချင်းတွေကိုသိမှာပေါ့ခမရဖင်ကနေတော့ဖင်မမဟုတ်ပဲနဲ့ ကိုရမကလည်းကြက်ဘူးထိုးပေးမယ် ဩဒီမှာမျက်နှာထိုးရမှာဘယ်နဲ့ကိုယ့်ဖင်ကိုပြန်ထိုး ဒီ နေ ဘက်ကလက်ရောက်လိုက်လာသလားလို့ရင် မကတတ်ရမကနဲ့လေ ကတ်တာပါတယ်ကိုရမ မကနဲ့ရမကနဲ့လေ ကတ်တာပါတယ်တခါတလေလည်းမမပေါ်လို့ကိုရမလည်း မလီလွဲလိုက်လား နောက်တစ်ခါမမစီနဲ့ မမစီအောင်ကို နောက်တစ်ခါမရင်မကောက်တော့ မမစီအောင်ကိုကလည်း မမစီနဲ့နောက်တစ်ခါမမစီနဲ့ မမစီအောင် တန်တန်လေးဘာနိုင်သူပြိုင်လေကူပါမယ်ဗျာစုငယ်ပဲလေ ဘယ်ကအနောက်ကိုကြည့်ရလားဘာဖြစ်တာတော့ဟာ တော်ဖျားဖျားလေးတော့တော့နိုင်တော့ကွာတော်ရောက်တော့အနာဖျားလာတော့တော့အလာစားဆက်ဆက် တီတာအင်းလေးလေးများပြတ်သွားသလားရှင် အိမ်နေတော့မပြတ်ပါဝေးရကြီးဗျိုင်းကြီးပြန်နေတဲ့တိုင် ပြက်လက်နက်ပုံနဲ့ထွက်လာတယ် မကိုင်းနဲ့ အချိန်ဆွဲကြပါရလကလည်း တော်သေးရဲ့ဇောသမစီလို့ မရအသက်90ကျော်80ကျော်မေးကြီးအိုကြီးကြာနာ ချိုးပါအောက်ကြတယ်နည်းနည်းပါးပါးလည်းကြည့်လို့ပေါ့ မြောင်အဲ့လောက်ကြည့်ကြများလုံးတာဗျ အေးတခြားလုပ်ပေးလိုက်ဟာ အကြပါခိုင်နေနေနေမှာ ဟောမ အာမန် တားချစ်တာချိန်တွေဘဝဆောင်းသွားလို့ပဲစင်ပြောင်လို့ အေး အာမန်ရေချိန်နဲ့တော့ချိန်နေရသလားဗျာ တီတာကိုရမတားချစ်တာတကယ်လည်းတားချစ်တာသူများနဲ့ကမတူ ဟာ ချစ်လို့ကြည်သားလား ကြည်သားမနေနဲ့တီတာရုပ်လေတခြားကြည့်ပါဦး လေ တီတာလည်းတီတာနဲ့လည်းမတူ မာနဲ့တူလေ ဟိုဂျပန်ခေတ်တုန်းကကျန်းနေတဲ့လက်ကြောင်ဖာသမိုင်းညတူ သမင်းမရှုပ်နဲ့ထိုင်းနေကိုနေရာကိုထိုင်းနေနှစ်ခါရှိပြီ ကတ်တာပါတယ်ကို ကားတယ်ပြောမနေနဲ့အစွမ်းတော့ငါ့ကိုမကလောက်နဲ့ဖင်ကြီးရှောင်းနေရတာငါမှတော့ခု သမီးဖေးငိုကနောက်ကလေးလို့လေ ဒီကမမသိနေ မမစီအောင်ကို ဒီကမမသိနေ မမစီအောင် တန်တန်လေး
ရှိတော့ပြောတာဟမ်မသားမ အာတီတာ မသားမ အာတီတာလို့ဘယ်နဲ့မကမတော့အာတီတာများမတာမတယ် ပြောတော့ဘယင်မဆို ဟာတီတာကြီးကလည်းနန်ကောင်ကြီးကြာနာပဲကွာ တီတာ မ ရဲ့ သားမ တီတာဘယ်နဲ့ တီတာရဲ့နာမည်ပြောင်းလိုက်တော့မယ် ဘယ်လိုပြောင်းပါလဲ မသားမ စိုးလို့ ကနဲ့မကနဲ့လို့ပြောနေတာ အခုမှအစင်းသစ်ဆွတ်ဆွတ်တွေ့နေနော် တော်ပြီ ကတာပါလေကို တော်ပြီတော်ပြီပြန်တော့မယ် ဒါပေမဲ့ဒီမဲ့မောင် နာမည်ကျော်ရင်မိန်းကလေးတွေဝိုင်းနေတတ်တယ်တကယ်နဲ့လို့ချစ်တဲ့သူကမမိနဲ့တော့ကိုယ်နာမည်ကျော်ရင်မိန်းကလေးတွေဝိုင်းနေတတ်တယ်တကယ်နဲ့လို့ချစ်တဲ့သူကမမိနဲ့တော့ကိုယ်တီရာပြောထားမယ်စင်ကြီးမမရဲ့မောင်သွားလီယာတကားကားလိုက်မကြည့်မိမေမျက်လုံးကြီးထောင်နဲ့တောင်းနဲ့မောင်နာမချီနေချမေတခွေးပါစင်မောရဲမလဲနိုင်ရင်ပြခွေလူတကာတွေအားစားစင်ပြီးမောင်တို့ဘယ်သူမှမချရပါဘူးခွေ တီလာဟိုအောက်စားလေးများမသိမသားလေးများလွတ်နေလားမသိချီလည်းမပေါ့ဘူးချီသလုံးကခွေးကြရလေး တော့ဝဲချောက်ကလေးနှစ်ခုက ကောင်းမှာစွကြီးကလူယူဖြစ်နော်အဲ့လိုဒိတ်ပဲမရှိတာ ခင်ဗျားတို့ကဇက်ပြက်ပါတယ်ဗျာ ဇက်ပြတ်တာမပြောနဲ့ ဘာလဲတော့ ဇက်ပြတ်တာမပြောနဲ့ခမရကိုခမရဇက်လက်နဲ့နော်ဇက် အာကြည့်ပါဦးကွာ ဇက်ပြတ်တာမပြောနဲ့ဇက်ပြတ်တယ်လို့မပြောနဲ့ဒုက္ခတာမမောင်း ဟုတ်တယ်တီတာအစင်ကြီးနဲ့တူးနေတာ ကျိုးချီတာနည်းနည်းအခိုင်နဲနေလို့ ဟုတ်လားဘယ် က လို န်း ချင်မ ကန်းချီမှရ တယောက်တည်းကန်လို့မရတော့ဘူးနှစ်ယောက်ညက်ကန်မှရလား အခုမှအစင်းပြေးသွားတယ် ဒီမှာဇက်လက်နဲ့မမျောနဲ့ခမရတော့ဘယ်ခေတ်ဘယ်ကာလသီရာရမလက္ခဏာဇက်ထွက်ရိုးရမသိမှန်းနေ 2025ရောက်နေပြီအဲ့လိုမရိုးတော့နဲ့2025ကျတော့ဟေးတို့ဘေးကအပြစ်ပြောလွတ်အောင်ကလာပြောင်းလိုက်အောင်2025မှာဒါမျိုးက ဘာလို့တော့ 1 2 3 4 ဘာကလဲ ဒီနာမင်းသမီးလေးကိုလူကြီးနမမောသူရာမမင်းသားလေးနဲ့ရှင်နိုင်ချစ်ပြဲမွေးမှာမေတီရာကိုဆုံးရှုံးသွားလို့တေကျွမ်းတဲ့လူရန်မေတီရာကိုဆုံးရှုံးသွားလို့နှလုံးသားများလောကျွမ်းကြည်ရှုံးသမားတက်တော်ကြီးကြည်ရှုံးသမားတက်တော်ကြီး တ
များကဘသူတုံး ကျုပ်ကဓာတ်တာ ဘာလားလောက်တာတုံး မဲတီတာကိုလိုချင်လို့စစ်ခင်းမို့လာခဲ့တာ မဲတိတာလူကျင်တိုင်းစစ်ကင်းစရာလူအောင်လေကျုပ်ကជីជីပြူပြူပေးလိုက်မှာပေါ့ ဟိုး ဟုတ်တယ် ဟုတ်သေးဘူးလေ ဩဘာလို့ ဟိုဗျာကျုပ်ကမဲတီတာကိုလိုချင်လို့စစ်ခင်းမို့လာခဲ့တာ မဲတိတာလူကျင်တိုင်းစစ်ကင်းစရာလူအောင်လေကျုပ်ကជីជីပြူပြူပေးလိုက်မှာပေါ့ ဟိုးဟုတ်သေးဘူးလေ ဒီလားဆက်ရှော့ ယူမလာလို့မူးနေရ ဒီလားဆက်ရှော့ပါစစ်မခင်းနဲ့ ကျုပ်ကစစ်ခင်းရမှာကိုကျင်တတ်တာ စစ်မခင်းနဲ့ ဘယ်လိုလုပ်မှာ လာ လဲ ခမရနဲ့ကျုပ်နဲ့ဇက်တော်တွေကအတိုင်းလေးတင်ပြိုင်မယ်လား ဟိုး ဟော ဟုတ်သေးဘူးလေ โอ้ဘာလို့လို့ ဟောဗျာဇက်လန်ထဲမှာလေးတင်တာကဓာတ်တာရှုံးတာတီးပြီးသားဆိုတာအဲဇက်လန်ကြီးမပြ ရှုံးမှသိနေလို့ ဟုတ်တယ် အဲ့ဒါမပြိုင်နဲ့ ဘယ်လိုလုပ်မှာ ခမရနဲ့ကျုပ်နဲ့ကြက်ဖတ်ခွက်တန်းပြိုင်မလား ဟိုးဟုတ်သေးဘူးလေ โอ้ငုတ်တာတွေများနေပြီ ဟောဗျာဒီခန္ဓာကိုယ်နဲ့ဒီခန္ဓာကိုယ်နဲ့အလကားဖြစ်ပါမလားပြိုင်လို့ အဲ့ဆိုရင်နောက်ဆုံးတစ်နည်းပဲရှိရော ဘယ်လိုတော့ တရေပင်ပြစ်ပြိုင်မယ် ဟာအဲ့ဒါကြစိတ်ဝင်စားတယ် ပြစ်ရမယ်ပြစ်မှကအဝေးမှမဟုတ် ဘဲမှာတော့ နီးလေး ဘယ်လိုတော့ ဟိုမှာတီရရဲ့စောက်ခွက်ကို အာ ရက်ကောင်းထိအောင်စော်နိုင်တဲ့လူကအမှတ်ဖို့တယ် အဲ့ဆိုတော့ကြညံ့အောင်ရှင်ပြစ် တီရရဲ့စောက်ခွက်ကိုတေးပနဲ့မအောင်ပြင်မယ် ဟမ် ဟိုးသေးဦးလေဒီစောက်ခွက်ကြီးကိုဟိုးသေးဦးလေ အဲ့ဆိုဘယ်လိုပြန်ရမလို့ပြောနင်းသဘော ကိုကဒီလိုလို့ ဘယ်လိုလဲ ဘူးစီပေါင်းအမုတ်ပြန် ဟိုးဟုတ်သေးဘူးလေ ဟိုးဟုတ်တယ်လေ ငါအမုတ်တယ်ငါရှုံးမှာဗော တေချာမတေချာမနော် ဟာ ရောက်ရောက်သလား သိန်းတရားရှာလို့ကွာ တီတာပြောမယ်နော် ဒါကြီးနဲ့ ဒါကြီးနဲ့တီတာနဲ့နဲ့ဟိုလေးချင်ရော့ရော့သူပေးတယ် ရတယ်အရင်ပေါက်တဲ့လူကနင်းဖူးစာရှင် တီတာရဲ့ဖူးသားရှင် မတိုင်းမဆောင်နဲ့ပိုင်မောင် လာသားကိုတတ်တာမလေးပြောလိုက်တာကိုတတ်တာရဲ့ ဟေးတီတာ ဟိုးဟုတ်သေးဘူးလေ ဟိုးကောင်းတယ်လေ ဟေးဇာမပြန်နဲ့တီတာ ဘာလို့ ရမနဲ့ညာပါလေတီတာ မရောက်မရောက် ရောက် ဟေးဟာဒါတော့ခမတိုင်းဘယ်လိုလုပ်မှာ ဒါကြီးဘယ်လိုလုပ်မှာလို့ဆိုတော့ညံ့နာအုပ်ပြီးတော့ဟိုဟာလုတ်ပြင်မှာကွာကဲ ဟာ မျက်နှာအုပ်ပြီးဟိုကလုံးမှဆိုတော့ဟိုသေးဦးလေ ဟာမောတာပါမောတာနေရာရှိရရောက်နေတီတာ အာ ဒါသာလည်းမညာအောင်လေရမနဲ့ညာမှာလို့တီတာ နေချင်းမှုရှင်နဲ့ တီတာဟာတီတာရဲ့ဒါသာနဲ့ညာသွားတယ်ရမနဲ့ညာမဟုတ်ဒါသာနဲ့ညာသွားတယ်တီတာဒါသာနဲ့ညာသွားတော့ရမရဘသူနဲ့ညာမှာတီတာရဲ့ဒါသာနဲ့ညာသွားတော့ရမဘသူနဲ့ညာမှာလဲလို့ကဲပရိသတ်ကမှဒါလောက်တောင်းဆိုနေပြီဆိုမှတော့ထူတော့ပါဘူးကွာဖရာတရားသာအောင်းမိတ်ထားပြီးတော့တမင်လေးရဲ့ဘာလို့တီတာကြီးကတမင်လေးကိုညားလိုက်တော့မယ် ဝိုးဟုတ်နေဦးလေ မိုးလို့မရတော့ဘူးလေဒီလင်းကနေပဲကျန်တော့တာလာငါနောက်လိုက်ခေမလဲချင်ဘူးတိကျတာမင်းသားချက်လေးတဲ့တူတိကျတဲ့လမ်းကြည့်ရုပ်သေးကြီးတွေတိတ်မိုက်တဲ့ voice special လေးသူကတော့ကျမအကြိုက်ထိုက်ပါပဲလက်သက်ကြတဲ့ကေကစတာလေးလူတွေဆုံးပါပဲအားလုံးနဲ့မတဲ့သူကတော့ချင်ပေါ်နေတာပဲ you know the shape like Captain America လို့တနေသူကတော့ကျမအကြိုက်ထိုက်ပါပဲနောက်ကပြီးတော့တိတ်မိုက်မို့တော့ကြောလာနေတော့မြည်မွေးပြလုံးတဲ့သူရဲ့နဲ့ကြောင့်ရင်ခုန်နေပါပြီတိချကြည့်သူပါမ make it a baby ဒါရှိကောင်းမိုင်းဒီပဲဒီပဲကတာမဘလနဲ့ကဲသူပြောတယ်ဒီပဲအော်ရှာလို့ဒီကွယ်ကောင်းမိုင်းဒီပဲသူနာကိုကနေပြောတယ်သူပြောတာဟုတ်ပါရဲ့ကွယ်ပြင်ကွယ် shine
ကတည်းကဘယ်လိုနေကြသူပြောတယ်ဒီပဲရှာတော့ကွယ်ကမိုင်းဒီပဲသူနာကိုကနေပြောတယ်သူပြောတာဟုတ်ပါရဲ့ကွယ်ဒီပဲရှာရင်ကမိုင်းဒီပဲကတည်းကဘယ်လိုနေကြသူပြောတယ်ဒီပဲရှာတော့ကွယ်ကမိုင်းဒီပဲသူနာကိုကနေပြောတယ်သူပြောတာဟုတ်